Hello အားလုံးမင်္ဂလာပါ Deliver နေပြန်ဆိုလိုက်ပါတယ်ဒါကျွန်တော်တို့ Liverpool အသင်းအတွက်တော့ဒီနေ့မနက်ကဒါမင်္ဂလာသတင်းတစ်ခုလို့ပဲပြောအောင်เนาะဘာလို့လဲဆိုတော့ကျွန်တော် Liverpool အသင်းကလိုအပ်နေတဲ့ CB နဲ့ right back နေရာအတွက်ဒါပြောမှဆိုဘာစီလိုနာအသင်းရဲ့နော်တကစားသမားတစ်ယောက်ဖြစ်တဲ့အာရူဟိုကိုကျွန်တော်ခေါ်ယူနိုင်ခဲ့ပြီเนาะ He will go သွားခဲ့ပြီသူ့ကိုခေါ်ယူခဲ့တာကျွန်တော်အငှားစာချုပ်ပြီးတော့ဒါပြောမှဆိုလို့ရှိရင် option to buy လည်းပါတယ်เนาะ option to buy ကတော့ကျွန်တော်တို့မဖြစ်မနေခေါ်ယူရတာမျိုးမဟုတ်ဘဲနဲ့ Liverpool အသင်းနဲ့တဘောကြမှဒါခေါ်ယူလို့ရတယ်ဆိုတဲ့အချက်ပါဝင်ခဲ့တယ်ပေါ့เนาะပြီးတော့နောက်တစ်ခုကကစားသမားကိုကျွန်တော် Liverpool အသင်းဘက်ကလာစာအပြည့်ပေးဆောင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပြောမှဆိုလို့ဒီကစားသမားလေးကတပတ်ကိုပေါင်3,800ရတာဗျအဲ့တော့ Liverpool အသင်းနေတော့တပတ်ကိုပေါင်3,800ပေးချရမယ်တရားဒီအငှားအဲ့တော့ပြောမှဆိုလို့ရှိရင်ကောင်းတဲ့အချက်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့အချက်လည်းကျွန်တော်တို့အများကြီးရှိတယ်ပေါ့နော်အဲ့တော့ပထမဆုံးချက်အနေနဲ့ကျွန်တော်ကောင်းတဲ့အချက်တွေယူဆုံးပြောအောင်ကစားသမားကအသက်အရွယ်အပြင်28နှစ်ဒါပြောမှဆိုရင်အကောင်းဆုံးအခြေအနေတစ်ခုမှာတော့ရှိနေတယ်နောက်တစ်ခုကဒီကစားသမားဘာစီလိုနာအသင်းရဲ့ captain ကျွန်တော်တို့အသင်းရဲ့ management ဘိုင်းကိုတော့ဒါပြောမှဆိုလို့ရှိရင်ဥဆောင်မှုဘိုင်းတွေလည်းပြောရမှာဆိုလို့ရှိရင်ကောင်းတဲ့အရာတစ်ခုကိုဖော်ဆောင်လာပေးနိုင်မယ်လို့ထင်တယ်နောက်တစ်ခုကဒီကစားသမားကတကယ်သာကောင်းတဲ့အခြေအနေတစ်ခုမှာပေါ့နော်သူရဲ့အကောင်းဆုံးအခြေအနေတစ်ခုရဆိုလို့ရှိရင်ကစားသမားက 1v1 defense တွေဒါအကောင်းတယ် marking play တွေဒါအားကောင်းတယ်နောက်တစ်ခုက area duel တွေလည်းတော်တော်လေးကောင်းတာတွေ့ရပါဘူးနောက်တစ်ခုကပြောမှဆိုလို့ရှိရင်ဒီကစားသမားလေးကset piece ပေါ့နော် set piece တွေဆိုလို့ရှိရင်လေဒါခေါင်းတိုက်သွင်းယူတာတွေတွေ့ရတယ်ပြီးတော့ကျွန်တော် right back ကိုလည်းကောင်းကောင်းမွန်မွန်နဲ့ဒါ attack ဆင်းမမှန်ကန်နဲ့ဆော့နိုင်တာလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ကောင်းတဲ့အချက်လက်တွေပေါ့နော်မကောင်းတဲ့အချက်လက်တွေရဆိုရင်ဒီကစားသမားက injury prone လုံးဝ injury prone ဘာလို့100တီ200တီပြီးတဲ့100တီ200တီလောက်မှာတော်တော်လေးကိုပွဲထွက်ခွင့်နေပါခဲ့တယ်ပြီးတော့injury ရတာနဲ့တွေကိုတော်တော်လေးကျွန်တော်တို့3-4 5လောက်နားနေရတဲ့ကာလတွေလည်းအများကြီးရှိခဲ့ဘူးတယ်နောက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ရာသီရဆိုလို့ရှိရင် depression ကစားသမားကပွဲတစ်ပွဲမှာ depression ဝင်ပြီးတော့တောင်ဒါပွဲထွက်ခွင့်အနေနဲ့ပြောမှဆိုလို့ရှိရင်100တလ2လလောက်အနားယူခဲ့ရပြီးတော့ဒါပြောမှဆိုလို့ရှိရင်စိတ်ကျမ်းမာရေးဆရာဝန်တွေတောင်ကူတာခဲ့ရတဲ့အခြေအနေတစ်ခုတည်းရှိခဲ့ဘူးတယ်အဲ့တော့ပြောမှဆိုလို့ရှိရင်ခြေစွမ်းအရာလဲ100တီ200တီကတော်တော်လေးကိုshaky moment တွေအရန်များတယ်ကောင်းတဲ့ပွဲမှာအရန်ကောင်းခဲ့ပြီးတော့မကောင်းတဲ့ပွဲမှာတော်တော်လေးကိုညံ့တယ်နောက်တစ်ခုကဒီကစားသမားကပြောမှဆိုလို့ရှိရင်ဗျာကြောင်တောင်နိုင်တဲ့အပြုတ်မူတွေလည်းအများကြီးလုပ်ခဲ့တာကျွန်တော်တွေ့ရတယ်ဒီပြီးခဲ့တဲ့ရာသီလောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့မမားတဲ့အမားမျိုးတွေကစားကျွန်တော်မှားခဲ့တယ်ဘာလို့လဲဆိုတော့တူချင်း 1v1 တွေ့တဲ့အချိန်မျိုးမှာကျွန်တော်မယူသင့်တဲ့အနီကတ်မျိုးတွေမပေးသင့်တဲ့ penalty မျိုးတွေပြီးတော့ဘောလုံးကိုလက်နဲ့တားလိုက်တာမျိုးတွေအဲ့လိုမျိုးမမားတဲ့အမားတွေနောက်တန်းတကယ်သမားတယောက်အနေနဲ့သူ့အသက်အရွယ်တစ်ခုမှာမမားတဲ့အမားမျိုးတွေလည်းအများကြီးမှားပြီးတော့လုပ်ခဲ့တာတွေ့ရတယ်ဒါကတော့အဆိုးပဲပါဘောနော်အဲ့တော့ပြောမယ်ဆိုရင်ဒီကစားသမားကိုခေါ်ယူတာကတော့လီဗာပူးအသင်းနဲ့ရေတိုဖြည့်ရှင်းနည်းတစ်ခုဆိုရင်တော့ဒါကောင်းတဲ့အရာတစ်ခုလို့ကျွန်တော်မြင်တယ်နောက်တစ်ခုကကျွန်တော်တို့အသင်းကဒါပြောမယ်ဆိုရင်ဂျမ်မီဂျာကွေးရယ်နောက်ပြီးတော့လေယိုနီအတွက်ကိုတော်တော်လေးကိုမျှော်လင့်ထားတယ်လို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားနှစ်ယောက်ကိုဒါမျှော်လင့်ထားလို့ပဲဒီလိုမျိုးရေတိုဖြည့်ရှင်းနည်းတစ်ခုဖြည့်ရှင်းလိုက်တယ်လို့ပဲထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီသမားနှစ်ယောက်လုံးကိုကျွန်တော်ကအသင်းကမျှော်လင့်ကြီးမားထားတာပြီးတော့နောက်ရာသီလောက်မှာဆိုရင်ကျွန်တော်တို့ဒါခွန်ဆာတို့ဘောလည်းပြန်ရောက်လာနိုင်တယ်ဗျာဒီဘောအသင်းပြန်ခေါ်နိုင်တယ်ဘာလို့ဆိုတော့ဗန်ဒိုက်တို့ဘောဆိုတော့တန်ကုံဝါခဲ့မယ်ဆိုရင်ကွန်ဆာတို့ဘောပြန်ရောက်လာခဲ့မယ်ဆိုလို့ရှိရင်လေဒါဒီကစားသမားကိုဒါရေတိုဖြည့်ရှင်းနည်းတစ်ခုကအကောင်းဆုံးအရာတစ်ခုလို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ပြောမှဆိုရင်ဒါ Premier League တစ်ခုပါဗျာနောက်တစ်ခုက Premier League ကကျွန်တော် injury ပြောမှဆို physical ဘိုင်းကစားတဲ့ကစား league ပေါ့နော်အဲ့တော့ကစားရေး league ဖြစ်တာဖြစ်တဲ့အတွက်ဒီလို injury prone ကစားသမားတော်တော်စိတ်ပူခြင်းစရာကောင်းတယ်သူ့အကောင့်ဘက်ကပြန်တွေးပေးရမယ်ဆိုရင်ကျွန်တော်တို့အသင်းမှာဗာဂျီဗန်တိုက်လူကစားသမားမျိုးရှိတယ်အဲ့ကစားသမားကပြောမှဆိုသူနဲ့တွဲဆွဲကစားသမားတိုင်းအကုန်ကောင်းခဲ့တာကြီးပဲအဲ့တော့သူ့အနေနဲ့တော့ဒါပြောမှဆိုလို့ရှိရင်ပြန်လဲပြီးတော့သူ့ရဲ့အကောင်းဆုံးကစားသမားရဲ့အကောင်းဆုံးအခြေအနေတွေကိုပြန်ပြီးဆွဲခေါ်လာနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်နောက်ပြီးတော့ဒီကစားသမားက aggressive ဆန်ဆော့တာတွေ့ရတယ်သူပြအနီကတ်တွေအရန်များတယ်အဝါကတ်တွေအနီကတ်တွေအဲ့လိုပလူပြန်နေအောင်ယူလာလဲတွေ့ရတယ်ပေါ့နော်အဲ့ဒါကြီးကတော့တကယ်လေးပြောမှဆိုရင်ပြင်ဆင်နိုင်မယ်ဆိုရင်တော့ကောင်းတဲ့အရာတစ်ခုလို့ကျွန်တော်မြင်တယ်ကျွန်တော်တို့ဒါပြောမှဆိုလို့ရှိရင်တော့လိုအပ်နေတဲ့နောက်တန်းတနေရာတော်တော်ဒါရေတိုဖြည့်ရှင်းရေးတစ်ခုအနေနဲ့တော့ကောင်းပါတယ်ဘာပြောကျွန်တော်လီဗာပူးပရိသတ်တွေလည်းတခုစိတ်အေးရသွားတာပေါ့နော်အဲ့လိုဆိုမခေါ်တာတဲ့ဆိုင်တော့အသင်းမှာကစားသမားတစ်ယောက်ရောက်ထားတာကလည်းအသင်းတော်အများကြီးထောက်ကူဖြစ်သွားတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်နောက်တစ်ခုကဒီကစားသမားကဥရုဂွေအသင်းရဲ့ကစားသမားတစ်ယောက်ဒါပြောမှဆိုလို့ရှိရင်ဥရုဂွေအသင်းကပလေယာတွေကအသင်းကိုအကောင်းဆုံးအကျိုးပြုတာတွေတော့အများကြီးတွေ့ရတယ်အထူးသဖြင့်ကျွန်တော်ဒါဝင်နီညက်ဆိုလည်းမကောင်းခဲ့ဘူးလို့ကျွန်တော်ပြောလို့ရတယ်ဆိုပေမဲ့လည်းကောင်းခဲ့တဲ့ရာသီမှာလည်းကောင်းခဲ့တယ်ဆော်ရဲဆိုလည်းကျွန်တော်လီဗာပူးအသင်းမှာအကောင်းဆုံးဒါလုပ်ပေးခဲ့ပေါ့အဲ့တော့ပြောမှဆိုဥရုဂွေကစားသမားတွေအသင်းနဲ့ပတ်သက်ပြီးတော့အပေါင်းလက္ခဏာဆောင်တယ်ပေါ့နော်အဲ့တော့ပြောမှဆိုနောက်တစ်ခုကလည်းကျွန်တော်တို့လီဗာပူးအသင်းကရေတိုဖြည့်ရှင်းနည်းတစ်ခုမှာ
ကောင်းတဲ့ຢာတစ်ခုတွေတော့ကျွန်တော်မတွေ့ခဲ့ရဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော်မှတ်ရဗျာကျွန်တော်အာသာမဲလူကိုကျွန်တော်တို့ဟိုခေါ်ယူခဲ့တယ်ကျွန်တော်ရေတိုဖြစ်ချင်းတစ်ခုအနေနဲ့အငှားစာကျွန်တော်ခေါ်ယူခဲ့တယ်ကျွန်တော်တို့ပွဲထွက်ခွင့်တော့မရခဲ့ဘဲနဲ့ဒါသမားဂျူပင်နဲ့အတင်းကိုပြန်သွားခဲ့တယ်အဲ့တော့ဒါရေတိုဖြစ်ချင်းတစ်ခုမှကျွန်တော်တို့အတင်းအတွက်တော့အများကြီးကိုတော်တော်လေးကို negative ဘက်ကဟိုဆန်ခဲ့တယ်ပေါ့နော်အဲ့တော့ပြောမှဆိုရင်အတင်းကဟိုခေါ်ယူခဲ့တာတော့ဟို squad player တော်တော်တယောက်တိုးသွားခဲ့တယ်ဒါပေမဲ့ဟိုလိုအပ်နေတဲ့တကယ်လိုအပ်နေတဲ့တနေရာအတွက်လည်းခေါ်ယူဖြည့်တင်းနိုင်ခဲ့တယ်ဒါပေမဲ့ကစားသမားရဲ့ဟိုအရေးချင်းတွေကစားသမားရဲ့ပုံစံတွေကိုတော့ဒါကြည့်အောင်ပဲပေါ့နော်ညီကိုအနေနဲ့ရောဒီကစားသမားနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲပေါင်းလက္ခဏာဆောင်တယ်လို့မြင်ကြလားပြီးတော့ဒါအသင်းရဲ့ဖြည့်တင်းမှုပေါ့ဘယ်လိုမြင်ကြလဲအဲ့ဒါပတ်သက်ပြီးကုမ္ပဏ်ဝင်ဆွေးနွေးရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like and follow လုပ်ပေးလို့လည်းမေတ္တာခံချင်ပါတယ် YouTube ကကြည့်တဲ့ညီကိုတွေနဲ့လည်း subscribe လုပ်ပေးမေတ္တာခံချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်